ပရိသတ်ကြီးရေပြီးခဲ့တဲ့အပိုင်းမှာတော့ငှက်ပြောပင်ကြီးတဲ့ကနေထူးဆန်းစွာမွေးဖွားလာတဲ့ကလေးငယ်အကြောင်းကိုပြောပြခဲ့ပါတယ်။ဒီနေ့တော့အဲ့ဒီကလေးဟာကြီးပြင်းလာတာနဲ့အမျှရွာသားတွေတောင်မယုံနိုင်လောက်တဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေဘလို့ဖြစ်လာသလဲဆိုတာကိုဆက်ပြီးနားထောင်လိုက်ရအောင်။9 နှစ်ဆိုတဲ့အချိန်ဟာတာမန်ကလေးတွေအတွက်စော့ကစားရင်ကြီးပြင်းရမယ့်အရွယ်ပါ။ဒါပေမဲ့ငှက်ပြောပင်တွေကမွေးလာတဲ့ကောင်လေးကတော့တာမန်ကလေးမဟုတ်ခဲ့ပါဘူး။သခင်နဲ့မလှတို့ကသူ့ကိုအာကာလို့နာမည်ပေးခဲ့ကြတယ်။အာကာဟာငငယ်လေးကလေးကအရန်အေးဆေးတယ်။အိမ်အနီးကတစ်ပင်အောက်မှာတယောက်တည်းထိုင်နေရတာကိုပဲသဘောကျတယ်။ထူးဆန်းတာကငှက်တွေရှင်တွေယုံတွေလိပ်ပြာတွေကအာကာနာကိုကြောက်ကြောက်လန့်လန့်မဟုတ်ပဲအလိုလိုလာတတ်ကြတယ်။တနေ့မှာမလှကထမင်းချက်နေတော့အာကာကအိမ်နောက်ဖက်တစ်ပင်အောက်မှာထိုင်ပြီးတယောက်တည်းစကားပြောနေတာကိုကြားလိုက်တယ်။ဟုတ်လားမင်းတို့အစာမရလို့လားအင်းငါအခုယူပေးမယ်မလှကထင်လိုက်တာကအာကာကအယုတ်တွေနဲ့စော့နေတာလို့ဒါပေမဲ့အပြင်ထွက်ကြည့်လိုက်တော့အာကာရဲ့ရှေ့မှာစာကလေး3 ကောင်ရက်နေပြီးတကြီးကြီးအတန်ပေးနေကြတယ်အာကာကထမင်းစစ်လေးတွေယူလာပြီးမြေကြီးပေါ်ဖြူပေးလိုက်တာနဲ့စာကလေးတွေအေးအေးဆေးဆေးစားတော့ကြတယ်မလှကရေပြီးတားရီငှက်တွေကိုဘာတွေပြောနေတာလဲလို့မေးလိုက်တယ်အာကာကအပြုံးလေးနဲ့ပြန်ဖြေတယ်သူတို့ကစာနေလို့အစာတောင်းတာလေအဲ့ဒီစကားကိုကြားတော့မလှကရေလိုက်ပြီးငါသားကစိတ်ကူးရင်တက်လိုက်တာလို့သာပြောလိုက်တယ်ဒါပေမဲ့အာကာကစိတ်ကူးရင်နေတာမဟုတ်ခဲ့ပါဘူးသူတကယ်ပဲတိရစ္ဆာန်တွေရဲ့စကားကိုနားလည်နေခဲ့တာပါတပတ်လောက်ကြာတဲ့နေ့မှာရွာထဲကနွားတစ်ကောင်ရုတ်တရက်ယူသွားတယ်ကျိုးဖြုတ်ပြီးလူတွေကိုလိုက်ဝေ့နေတယ်ရွာသားတွေအားလုံးကြောက်လန့်ပြီးထွက်ပြေးကြတယ်ဖမ်းကြသတိထားအတန်တွေစူးညံ့နေချိန်မှာအာကာကတယောက်တည်းနွားစီကိုရှောက်သွားတယ်။တားမသွားနဲ့ပခင်ကအော်ပေမဲ့မမီတော့ဘူး။ရွာသားတွေကလည်းကလေးတော့တေပြီးလို့ထင်နေကြတယ်။ဒါပေမဲ့အာကာကနွားရှိကိုရောက်သွားတဲ့အခါသူ့လက်လေးကိုနွားရဲ့နဖူးပေါ်ဖြည်းဖြည်းတင်လိုက်တယ်။ပြီးတော့ဘသူမှနားမလဲတဲ့စကားတန်လေးနဲ့တိုးတိုးပြောလိုက်တယ်။စက္ကန့်အနည်းငယ်ကြာမှအရန်ယူနေတဲ့နွားကြီးဟာချက်ချင်းငြိမ်ကျသွားတယ်။မျက်ရည်တောင်ကျလာသလိုမျက်လုံးအီးအီးနဲ့အာကာကိုကြည့်နေတယ်။အာကာကပြန်လှည့်လာပြီးသူ့ခြေထောက်မှာစူးကြီးစူးနေလို့နာပြီးဒေါသထွက်နေတာလို့ပြောလိုက်တယ်။ရွာသားတွေတေချာကြည့်လိုက်တော့တကယ်ပဲနွားရဲ့ခွာကြားမှာစူးရှည်ကြီးစူးနေတာကိုတွေ့လိုက်ရတယ်။စူးကိုဆွဲထုတ်ပေးလိုက်တာနဲ့နွားကြီးကအာကာကို3 ပတ်လောက်ရှာနဲ့ရက်ပြီးကျေးဇူးတင်တယ်လို့ပြုမှုနေတော့တယ်။အဲ့ဒီနေ့ကစပြီးရွာသားတွေဟာအာကာကိုတာမန်ကလေးတယောက်လို့မမြင်တော့ဘူး။ဒါပေမဲ့ရွာထဲမှာအာကာရဲ့သတင်းပြန့်နှံ့လာတာနဲ့အမျှအဝေးတနေရာမှာရှိနေတဲ့လူနဲ့ကြီးရဲ့နှက်ခမ်းထောက်မှာလည်းအပြုံးတစ်ခုပေါ်လာခဲ့တယ်။ကလေးရဲ့စွမ်းအားစတင်နိုးလာပြီးအချိန်နီးလာပြီးလို့သူတိုးတိုးရေရွတ်လိုက်ပါတော့တယ်။အာကာကနွားကြီးကိုငြိမ်သက်အောင်လုပ်နိုင်ခဲ့တဲ့အဖြစ်အပျက်ဟာတရက်တည်းနဲ့ရွှေဝါချောင်းရွာတစ်ရွာလုံးကိုပြန့်နှံ့သွားခဲ့တယ်။အဲ့ဒီကလေးကနတ်သားများလားဒါမှမဟုတ်ဝိဇ္ဇာပြန်ဝင်စားတာလားမဟုတ်ဘူးငါပြောတော့ကတခုခုနဲ့ပတ်သက်နေမှာလူကြီးတွေကအိမ်ရှိကွပြစ်ပေါ်မှာထိုင်ရင်းတိုးတိုးတိတ်တိတ်ပြောဆိုနေကြတယ်။ဒါပေမဲ့ပခင်နဲ့မလှတို့ကတော့ဒီသတင်းတွေပိုပြန့်သွားမှာကိုစိုးရိမ်နေကြတယ်။အဲ့ဒီညမှာအာကာအိပ်ပျော်သွားပြီးတဲ့နောက်ပခင်ကအတန်တိုးတိုးနဲ့ပြောလိုက်တယ်။မလှဒီလိုသာဆက်ဖြစ်နေရင်ငါတို့ဖုံးထားတဲ့လှုပ်ဝက်ချက်ပေါ်တော့မယ်။မလှကတက်ပြင်းချလိုက်တယ်။ငါလည်းအဲ့ဒါပဲကြောက်နေတာ။ဒါပေမဲ့ဒီကလေးကိုဘလို့တားမလဲ။နှစ်ယောက်စလုံးစကားမပြောဘဲအာကာအိတ်နေတဲ့မျက်နှာလေးကိုသာကြည့်နေမိကြတယ်။အဲ့ဒီအချိန်အာကာရဲ့အိတ်ခမ်းပြတင်းပေါက်မှာဇီးကွက်အဖြူတစ်ကောင်လာနာတယ်။ဟူးလို့နှစ်ချက်អော်လိုက်ပြီးအာကာကအိတ်နေရင်ပြုံးလိုက်တယ်။နောက်နေ့မနေ့ရောက်တော့အာကာကဘခင်ကိုရုတ်တရက်ပြောလိုက်တယ်။ဖေဒီနေ့တောင်ဘက်တော်ကိုမသွားနဲ့နော်။ဘခင်ကအံ့ဩသွားတယ်။ဘာဖြစ်လို့လဲသား။တစ်ပင်ကြီးပြိုကျလိမ့်မယ်။ဘခင်ကရဲလိုက်တယ်။သားကအိမ်မက်မက်တာနေမှာပါ။ဒါပေမဲ့
တောင်ဘက်တော်မှာထင်းခုတ်ဖို့သွားတဲ့ရွာသားတွေကမွန်းလွဲပိုင်းမှာအပြေးလွှားပြန်ရောက်လာကြတယ်။တစ်ပင်ကြီးပြိုကျသွားပြီ။ပခင်သာပါသွားရင်တေးမတေးကြတယ်။အဲ့ဒီစကားကိုကြားလိုက်ရတော့ပခင်ရဲ့ကြောရိုးတစ်လျှောက်အေးကနေဖြစ်သွားတယ်။တားမင်းဘလို့သိတာလဲ။အာကာကခေါင်းလေးဆောင်ပြီးရိုးရိုးလေးပြန်ဖြေတယ်။ဇီးကွက်ကြီးလာပြောသွားတာလေ။အဲ့ဒီစကားကြတော့ပခင်နဲ့မလာတို့တယောက်မျက်နှာတယောက်ကြည့်လိုက်မိတယ်။ဒီကလေးဟာတိရစ္ဆာန်တွေရဲ့စကားကိုနားလည်ယုံတယ်မဟုတ်တော့ဘူး။သူတို့ပြောလာမဲ့အနေရကိုပါကြိုသိနေပြီ။တညမှာတော့ရွာတရွာလုံးအိမ်မော်ကျနေတဲ့အချိန်အာကာကရုတ်တရက်မျက်လုံးဖွင့်လိုက်တယ်။အပြင်ဘက်ကမြေခွေးတစ်ကောင်ငိုနေတဲ့အတန်ကိုကြားလိုက်ရတယ်။အာကာကတကားကိုအသာဖွင့်ပြီးအိမ်ပြင်ထွက်လာတယ်။လက်မင်းရောင်အောက်မှာမြေခွေးအိုကြီးတစ်ကောင်ကသူ့ကိုစောင့်နေတယ်။အာကာမြေခွေးကြီးကလူလိုစကားပြောလိုက်တယ်။အချိန်မရှိတော့ဘူး။မင်းကိုရှာနေတဲ့သူတွေနီးလာပြီ။အာကာကနားမလဲတယ်လို့မေးလိုက်တယ်။ဘသူတွေလဲ။မြေခွေးကြီးကအနောက်ဘက်ကတောင်ကိုလှမ်းကြည့်ပြီးအနက်ရောင်ဝတ်ယုံဝတ်ထားတဲ့သူတွေသူတို့မင်းကိုအသက်ရှင်လျက်လိုချင်နေတာမင်းရဲ့လက်ဖွားကအမှတ်ကြောင့်လို့ပြောပြီးတာနဲ့ရုတ်တရက်ရှူးမြားတစင်းဟာအမှောင်ထဲကနေအရှိန်ပြင်းပြင်းနဲ့ပြန်လာတယ်မြေခွေးကြီးကအာကာကိုတွန်းဖယ်လိုက်တာကြောင့်မြားကသူ့ရင်ဘက်ကိုထုတ်ချင်းပေါက်ဆိုင်ဝင်သွားတယ်ဦးမြေခွေးကြီးဟာမြေကြီးပေါ်လဲကျသွားတယ်အာကာကငိုယိုပြီးသူ့ကိုဖတ်ထားလိုက်တယ်အဲ့ဒီအချိန်တစ်ပင်တွေရဲ့အရေးကြားကနေအနက်ရောင်မျက်နှာဖုံးတက်ထားတဲ့လူ၃ယောက်ဖြည်းဖြည်းချင်းထွက်လာကြတယ်သူတို့ရဲ့မျက်လုံးတွေကအာကာရဲ့လက်ဖွားမှာရှိတဲ့ရွှေရောင်မှတ်ကိုသာစိုက်ကြည့်နေကြတော့တယ်မြေခွေးအိုကြီးဟာသွေးတွေကျနေတဲ့ကြားကအာကာရဲ့လက်ကိုတင်းတင်းဆုပ်ထားတယ်ပြီးတော့အာကာသူတို့ကိုမယုံနဲ့သူတို့ကမင်းကိုတတ်ဖို့မဟုတ်ဘူးမင်းရဲ့စွမ်းအားကိုလူယူဖို့လာတာစကားဆုံးတာနဲ့မြေခွေးကြီးဟာအသက်ကိုခက်ခက်ခဲခဲရှူနေတော့တယ်အာကာရဲ့မျက်လုံးထဲကမျက်ရည်တွေအဆက်မပြတ်ကျလာတယ်ဥမြေခွေးမသေးပါနဲ့ဒါပေမဲ့အနက်ရောင်ဝိယုံဝလူ၃ယောက်ကတော့တလန်းချင်းရှေ့တိုးလာနေတယ်သူတို့ရဲ့ခြေလန်းတန်ကတိတ်ဆိတ်လွန်းတဲ့ညအမှောင်ထဲမှာပိုပြီးကြောက်စရာကောင်းနေတယ်ရှေ့ဆုံးကလူကအေးဆက်တဲ့အတန်နဲ့ပြောလိုက်တယ်ခလေးကြောက်စရာမလိုဘူးငါတို့နဲ့သာလိုက်ခဲ့မင်းသိချင်တဲ့မင်းရဲ့မွေးဖွားခြင်းအမှန်တရားကိုငါတို့ပြောပြမယ်အာကာကမျက်ရည်တွေကြားကနေခေါင်းခါလိုက်တယ်မလိုက်ဘူးကျွန်တော်ဖေဖေနဲ့မေမေစီပဲပြန်မယ်အဲ့ဒီစကားကြားတာနဲ့လူ၃ယောက်ရဲ့မျက်နှာတွေတင်းမာသွားတယ်ဒါဆိုရင်အတင်းခေါ်ရတော့မှာပေါ့သူတို့ထဲကတယောက်ဟာလက်ကိုမြှောက်လိုက်တယ်ချက်ချင်းပဲမြေကြီးအောက်ကအနက်ရောင်အရိပ်တွေဟာအသက်ရှင်နေသလိုလှုပ်ရှားလာပြီးအာကာရဲ့ခြေထောက်ကိုရစ်ပတ်လာတယ်အာကာကြောက်လန့်ပြီးယုံပေမဲ့မလွတ်ဘူးအဲ့ဒီအချိန်မှာမြေခွေးအိုကြီးကနောက်ဆုံးအားကိုစုလိုက်ပြီးအာကာလက်ဖွားကိုမြေကြီးပေါ်တင်လိုက်လို့អော်လိုက်တယ်အာကာနားမလဲပေမဲ့ပြောတဲ့အတိုင်းလှုပ်လိုက်တယ်လက်ဖွားကမြေကြီးကိုထိလိုက်တဲ့အခိုက်ရွှေရောင်မှတ်လေးဟာရုတ်တရက်အလင်းတောက်လာတယ်ဝုန်းမြေကြီးတစ်ခုလုံးတုန်ခါသွားတယ်ငှက်ပြောတော့အနက်ထဲကလေပြင်းကြီးတစ်ခုအရှိန်နဲ့တိုက်လာတယ်တိရွက်တွေတဝိုးဝိုးလွင့်ကုန်တယ်လူနဲ့၃ယောက်ဟာအရှိန်ကြောင့်နောက်ကိုလွင့်ထွက်သွားကြတယ်ဒါပေမဲ့အဲ့ဒါကအဆုံးမဟုတ်သေးဘူးတောတစ်ခုလုံးထဲကတိရစ္ဆာန်တွေဟာတပြိုင်နက်တည်းအတန်ပေးလာကြတယ်ဝင်းပလွေတွေဥတန်ပေးတယ်ဇီးကွက်တွေអော်တယ်မြောက်တွေတစ်ပင်ပေါ်ကနေခုန်ဆင်းလာတယ်တောဝက်ကြီးတွေကအရှိန်နဲ့ပြေးဝင်လာကြတယ်စက္ကန့်ပိုင်းအတွင်းအာကာရဲ့ရှေ့မှာတိရစ္ဆာန်ပေါင်းရာနဲ့ချီပြီးဝိုင်းရက်နေကြတယ်သူတို့အားလုံးဟာအာကာကိုကာကွယ်နေတယ်လို့ပဲအနက်ရောင်ဝိယုံဝလူတယောက်ကအံ့ဩသွားပြီးမဖြစ်နိုင်ဘူးသူကတောရဲ့အရှင်သခင်အမတ်တစိတ်ကိုနိုးအောင်လုပ်နိုင်သွားပြီလို့ရေရွတ်လိုက်တယ်ရှေ့ဆုံးကလူကသွားကိုကြိတ်ပြီးဒီနေ့တော့နောက်ဆုံးမယ်ဒါပေမဲ့ကလေးငါတို့ထပ်လာအောင်မယ်အဲ့ဒီနေ့ရောက်ရင်မင်းကိုဘယ်သူမှမကယ်နိုင်တော့ဘူးလို့ပြောပြီးသူတို့၃ယောက်ဟာအနက်ရောင်မြူကိုအဖြစ်ပြောင်းလဲသွားပြီးပျောက်ကွယ်သွားခဲ့တယ်အနေရပြီးသွားတော့တိရစ္ဆာန်တွေကအာကာကိုတလှည့်စီလာထိပြီးတောထဲကိုပြန်ဝင်သွားကြတယ်
မြေခွေးအိုကြီးကတော့အသက်ငင်နေပြီအာကာမင်းကိုကာကွယ်ပေးမဲ့သူတွေရှိသေးတယ်ဒါပေမဲ့မင်းအသက်12နှစ်ပြည့်တဲ့နေ့မှာငှက်ပျောတော်ကြီးကမင်းကိုပြန်ခေါ်လိုက်မယ်အဲ့ဒီနေ့ကစပြီးမင်းရဲ့ကံကြမ္မာအစ်စ်အမှန်စတင်တော့မှာပဲစကားဆုံးတာနဲ့မြေခွေးအိုကြီးဟာမျက်လုံးကိုဖြည်းဖြည်းမိတ်လိုက်ပြီးငြိမ်သက်သွားခဲ့တယ်အာကာကမြေခွေးကြီးကိုဖတ်ထားရင်းငိုနေတော့တယ်ဒါပေမဲ့သူမသိသေးတာကကြီးနက်တောင်ပေါ်ကလူနက်ကြီးဟာမှန်လုံးကြီးတဲကနေအဖြစ်ပြက်အားလုံးကိုကြည့်နေပြီးကောင်းတယ်စွမ်းအားတွေမြန်မြန်နိုးလာလေငါအတွက်ပိုကောင်းလေပဲလို့ပြုံးနေခဲ့တာပဲဖြစ်ပါတယ်